ကဘာဦးချင်းအခန်းကြီး73အာပြန်ဇနီးမောင်နှံတို့သည်လည်းလောတာနှင့်တကွမိမိ၌ရှိသမျှသောဥစ္စာကိုယူ၍အဲဂုတ္တုပြည်မှထွက်သွားသဖြင့်ခါနန်ပြည်တောင်ပိုင်းသို့ရောက်ကြ၏ထိုအခါအာပြန်သည်သိုးနွားစသည်တို့ကို၎င်းရွှေငွေကို၎င်းအလွန်ရတတ်၏တဖန်တောင်ပိုင်းမှခရီးသွား၍ဘီလတနယ်အတွင်ဘီလတမြို့အာအိမ်မြို့ဆက်ကြား၌အထက်ကတဲကိုဆောက်၍ရစ်ပလင်ကိုတီးခဲ့ဘူးသောအရက်သို့ရောက်ပြန်လျင်ထိုအရက်တွင်ထာဝရဘုရား၏နာမတော်ကိုပဌနာပြု၏အာပြန်နှင့်အတူလိုက်လာသောလောတသည်လည်းသိုးနွားများနှင့်တဲအများရှိသဖြင့်ထိုလူနှစ်ဦးတို့သည်အတူနေခြင်းကထိုမြေမဆက်နိုင်ဥစ္စာများလွန်၍သူတို့သည်တရက်ထဲမနေနိုင်ကြအာပြန်၏နွားကြောင်းသားလောတာ၏နွားကြောင်းသားတို့သည်လည်းခိုက်ရန်ပြုကြ၏ထိုအခါခါနန်အမျိုးသားဖေရဇိအမျိုးသားတို့သည်ထိုပြည်၌နေကြသည်အာပြန်ကလည်းငါတို့သည်ညီကိုချင်းဖြစ်လျက်ငါနှင့်တင်၌၎င်းငါနွားကြောင်းသားတို့နှင့်တင့်နွားကြောင်းသားတို့၌၎င်းခိုက်ရန်မရှိပါစေနှင့်မြေတစ်ပြင်လုံးသည်တင့်ရှိမှရှိသည်မဟုတ်လောငါနှင့်ခွာ၍နေပါလော့တင်သည်လက်ဝဲဘက်သို့သွားလျင်ငါသည်လက်ရဘက်သို့သွားမည်တင်သည်လက်ရဘက်သို့သွားလျင်ငါသည်လက်ဝဲဘက်သို့သွားမည်ဟုဆို၏ထိုကာလအခါတောတုံမြို့နှင့်ဂေါမောရမြို့ကိုထာဝရဘုရားဖျက်ဆီးတော်မမူမီဇောရမြို့သို့သွားသောလမ်းယော်ဒန်မြစ်ပတ်ဝန်းကျင်အရရက်၌ရေများ၍ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့၎င်းအဲဂုတ္တုပြည်ကဲ့သို့၎င်းဖြစ်သည်ကိုလောတာမျှော်ကြည့်၍မြင်လျင်ယော်ဒန်ကျိုင်းတစ်လျှောက်လုံးကိုရွေးချယ်၍အရှိသို့ပြောင်းသွားသဖြင့်အချင်းချင်းတဦးနှင့်တဦးကွဲပြားကြ၏အာပြန်သည်ခါနန်ပြည်၌နေလေ၏လောတာမူကားမြစ်ပတ်ဝန်းကျင်မြို့တို့တွင်နေ၍တောတုံမြို့နာမှာတဲကိုဆောက်လေ၏တောတုံမြို့သားတို့သည်ဆိုသောသူထာဝရဘုရားရှိ၌အလွန်အပြစ်များသောသူဖြစ်ကြသည်လောတာသည်အာပြန်နှင့်ခွာ၍သွားပြီးမှထာဝရဘုရားသည်အာပြန်ကိုခေါ်၍တင်ရှိသောအရက်ကတောင်မြောက်အရှိအနောက်သို့မျှော်ကြည့်လော့တင်မြင်သောမြေတစ်ပြင်လုံးကိုတင်းနှင့်တင်း၏အမျိုးနွယ်အားငါသည်ကာလအစဉ်မြဲပေးမည်တင်း၏အမျိုးနွယ်ကိုမြေမှုန့်ကဲ့သို့ငါများပြားစေမည်တို့ဖြစ်၍လူသည်မြေမှုန့်ကိုရွေတွက်နိုင်လျင်တင်း၏အမျိုးနွယ်ကိုရွေတွက်နိုင်ကြလိမ့်မည်တင်ထား၍မြေကိုအလျားအားဖြင့်၎င်းအနံအားဖြင့်၎င်းလျှောက်သွားလော့တင်းအားငါပေးမည်ဟုမိန့်တော်မူ၏တဖန်အာပြန်သည်တဲကိုပြောင်း၍ဟေဗြုန်မြို့မန်ရီတပိတ်တော်သို့ရောက်မှနေရာကျ၍ထာဝရဘုရားအဖို့ရစ်ပလင်ကိုတည်လေ၏